ညနေနေဝင်ရီတရောမိထွန်းချေအသက်30အရွယ်လူတစ်ယောက်နဲ့အသက်50ခန့်လူတစ်ယောက်တို့ဘုန်းကျောင်းပေါ်တက်လာပြီးဘုန်းတော်ကြီးကဝတ်ချကြော့လျော့ဘုန်းတော်ကြီးကရှိမှထိုင်နေတဲ့တကားနှစ်ယောက်ကိုတကားတို့ဘယ်ရက်ကဘာကိစ္စနဲ့လာခဲ့တာလဲကွယ်လို့မေးလိုက်တယ်ဘုန်းကြီးကမေးလိုက်တော့တကားနှစ်ယောက်တည်းကအသက်အကြီးဆုံးလူကတပည့်တော်တို့တရက်တစ်ချေမှခီးသွားများဖြစ်ကြပါတယ်ဗျာအထက်အညာကနေအောက်ပြေအောက်ရွာမှာလောက်ကင်ရှာဖွေလောက်ကြရန်ထွက်လာခဲ့ကြခြင်းဖြစ်ပါတယ်ဖေ။တပည့်တော်တို့မိသားစု9စုလဲ9စီနဲ့ခရီးထွက်လာကြရမှာဒီရွာမြောက်ကန်ပါလာတဲ့ကလေးလေးတယောက်နာမကျန်းဖြစ်ပြီးဆုံးသွားခဲ့ပါတယ်ဖေ။တပည့်တော်တို့မှလည်းအတီးကျွမ်းမရှိသည့်အတွက်ယခုညာရင်းချင်းပင်တကြိုချင်းကိစ္စကိုပြီးမြောက်အောင်ဆောင်ရွက်ချင်ပါတယ်ဖေ။အရှင်ဖျားရဲ့ကျောင်းဤရှိတုတ်ကံမှာကလေးလောင်းကိုထားပါတယ်ရှင်ဖျားအတုပရှုကြွားရောက်ပြီးတရားချီးမြှင့်ပေးပါရန်လာရောက်လျှောက်ထားခြင်းဖြစ်ပါတယ်ဖျားလို့ဆိုပြီးဘုန်းကြီးကိုလျှောက်တင်လိုက်တယ်အဲ့ဒီလိုအကျိုးအကြောင်းတည်စွာလျှောက်ထားလေတော့ဘုန်းတော်ကြီးလည်းတနာကိယူနာဖြစ်သွားပြီးဖြစ်မှာဖြစ်ရတယ်တရားကြီးကိုဖြစ်ခြင်းနဲ့ဆန္ဒပြည့်ပါအောင်ဘုန်းကြီးအခုမှလိုက်ခဲ့ပါမယ်လို့ပြောပြီးဘုန်းတော်ကြီးလည်းသင်္ကန်းကိုပြင်ဝတ်ရက်တောင်ကိုယူပြီးဘုန်းကြီးကျောင်းသားကိုမနှိုးပဲလာပင့်သူတကားနှစ်ယောက်နဲ့အတူလိုက်သွားလေတယ်။တုတ်တန်ကျောင်းလို့ခေါ်ရခြင်းမှာတုတ်တန်နဲ့နီးလို့ခေါ်တာဖြစ်ပါတယ်။တကားနှစ်ယောက်ကအပူစောဆိုင်ပြီးအတူပါလာတဲ့ဘုန်းကြီးကိုပင်စောင့်ခေါ်နိုင်ပဲရှေ့မှာတုတ်နဲ့ထွက်သွားကြလေ။အသက်60ကျော်ပြီဖြစ်တဲ့ဘုန်းကြီးကလည်းစံတော်ဝါနဲ့နောက်ကလိုက်ရတာပေါ့။မကြာခင်သင်္ချိုင်းတွင်းကိုရောက်ရှိလာတယ်။တကားနှစ်ယောက်တို့ရဲ့ပြင်လျှောက်ချက်ကြောင့်အငင်းဆန်ပဲလိုက်သွားတဲ့ဘုန်းတော်ကြီးကတုတ်တန်ကိုရောက်ပြီးဟိုဒီကြည့်လိုက်တော့တင်းချိုင်းအလေဇရက်အိုမှာမိန်းမရဲ့ယောက်ျားတို့သည်မိုးလေးရဲ့ရှိနေတာကိုတွေ့လိုက်ရတယ်။သူတို့အားလုံးရဲ့အလေမှာအတုပကောင်လေးကိုပစိုးဟောင်းတစ်ထည်ခင်းပြီးအပေါ်ကပစိုးဟောင်းတစ်ထည်ဖုံးထားတာကိုလည်းတွေ့မြင်နေရတယ်။ဘုန်းကြီးလည်းအတုပကောင်လေးရဲ့ရှေ့နားမှာထိုင်ချပြီးတပည့်တော်တို့မှာခရီးသွားများဖြစ်ပါတယ်။ဒါကြောင့်အရှင်ဘုရားကိုလှူစရာငွေချေးဝတ္ထုအလွယ်တကူမရှိပါသဖြင့်ကိုယ်မှချီထားတဲ့နောက်ပေါက်ကလေးကိုလူဝယ်ဝတ္ထုအဖြစ်လက်ခံတော်မူပါဘုရားလို့လျှောက်တော့ဘုန်းတော်ကြီးကလည်းအေးလူလိုက်ပြီဆိုရင်လည်းတကားတို့ကုသိုလ်ရဖို့အတွက်ဘုန်းကြီးလက်ခံရတာပေါ့အဲ့ဒီမှာချီထားလိုက်ပါဘုန်းကြီးပြန်ကြွမှတကားတယောက်ကိုကျောင်းကိုသာလိုက်ဖို့ဖေးပါလို့ပြောလိုက်တယ်အတုပကောင်လေးနဲ့ဘုန်းကြီးကြားမှာမိကွက်တစ်ခုထွန်းထားသဖြင့်အားလုံးကိုတင်ရှားစွာမြင်နေရတယ်။အဲဒီနောက်အားလုံးလှုပ်ရှားမှုမရှိတော့မှဘုန်းကြီးကလည်းမျက်လွှာလေးကိုချရက်တောင်ကိုကင်လျက်ဖះကိုရီမှန်းပြီးကြော့ကြဆိုပြီးဘုန်းတော်ကြီးကတရားစရင်အတုပရှင်နဲ့ခရီးသွားများကိုရက်တောင်ကွဲရင်ကြော့ခိုင်းလိုက်တယ်။ဘုန်းကြီးကထိုးသို့ကြော့ခိုင်းတော့လေဘာသာမှမကြားတာနဲ့ဘုန်းတော်ကြီးစိတ်တွင်တကားမတွေအတန်တိုး၍ကြားဟန်မတူဘူးဆိုပြီးအတွေးဝင်ကအတန်ကိုမြင့်ပြီးကြော့ကြလို့ထပ်မံပြောလိုက်တယ်။ဒါပေမဲ့လှုပ်ရှားမှုကမကြားရငြိမ်သက်သာကောင်းနေတယ်။ထိုအခါဘုန်းတော်ကြီးကကြက်သိန်းတစ်ဖြန်းထားခေါင်းတစ်ပန်းကြီးပြီးဟိုဒီကြည့်လိုက်တဲ့အခါဒီကွက်နဲ့အသေးကောင်လေးမှတပါလဲကားစီးနဲ့လူဟူ၍တယောက်မှမရှိတော့သေးကိုတွေ့လိုက်ရတယ်ဘယ်လိုဖြစ်တာလဲပေါ့ဒီလောက်ပဲပြောပြီးရက်ကူဆွဲကဇေယျကြီးပေါ်မှာကတော့ကမျောကျောင်းကိုပြေးလွှားခဲ့လေတော့တယ်အသက်ကြီးပေမဲ့ကြောက်ဝါလာပြေးလာတဲ့ဘုန်းတော်ကြီးကကျောင်းကိုရောက်တဲ့အခါမျက်စိများပြားလာအောင်မောပန်းလာတော့ကျောင်းတိုင်းကိုမိကခဏမျှအမောပြေနေလိုက်တယ်အမောပြေမှဘုန်းကြီးကျောင်းသားကိုနှုတ်ခေါ်လိုက်ကရေခတ်ခိုင်းပြီးရေတောက်ရတယ်တော်တော်လေးကြာမောပြေမှမိမိလက်တင်ဆွေးမြေ့စွာကင်ထားတဲ့ရက်တောင်ကိုမြင်လိုက်တော့ရက်တောင်မှာအရွက်တော်မရှိတော့ပဲအယိုးများသာရှိနေသည်ကိုတွေ့ရသည်။တညာလုံးအဲ့ဒီအဖြစ်ကိုတွေးလိုက်မိတိုင်းထိတ်လန့်ခြောက်ခြားနေမိတာတော့အမှန်ပါပဲ။ဘုန်းကြီးဖြစ်တော့လေတရားပေါက်နေတဲ့ကိုတော်မဟုတ်လေတော့ကြောက်เสียရှိလျင်ကြောက်မိတာတော့အမှန်လေးပဲ။အာယုံကျင်းပြီးအလင်းရောက်လာတော့ညလူခဲ့တဲ့နွားလေးကိုသတိရပြီးစိတ်ကလည်းမကြေမနက်ဖြစ်လာတဲ့အတွက်တုတ်တံကိုသွားရောက်ကြည့်ရှုရန်ဆုံးဖြတ်လိုက်တယ်။တုတ်တံကိုသွားရလမ်းတစ်လျှောက်မှာ
ရက်တောင်နဲ့တစ်ပင်တို့ညှိပြီးစုပ်ပြတ်ကြမ်းခဲ့တဲ့ရက်တောင်ကအရွယ်များကိုတွေ့ရတော့ပြုံးနိုင်မိသေးတယ်။သုတ်တန်အတွင်းသို့ရောက်တဲ့အခါတစ်ပင်မှာခြီထားတဲ့နွားဆိုတာကိုကြည့်လိုက်တော့နွားပေါက်လေးကိုမတွေ့ရပဲထလက်ဘက်အကျော်တွေနဲ့ထိုးထားတယ်။နွားရုပ်ကလေးကိုຫນွေကြိုးတွေနဲ့တစ်ပင်မှာခြီထားတာကိုတွေ့လိုက်ရတယ်။အာသူဘကောင်လေးနေရာမှာပုတ်တင်ညိုလေးတစ်ကောင်ဖြစ်နေတာကိုလည်းတွေ့လိုက်ရတယ်။ဒါကြောင့်ဖုံးကြီးကလည်းညကအာရီကလက်ဆက်ပတ်တော့ကြက်တွေပဲနောက်ကိုအချိန်မတော်လာပြင်ရင်ဘလောက်ရေးကြီးမလိုက်တော့ဘူးလို့အဆုံးဖြတ်ရင်ကျောင်းကိုလှည့်ပြန်သွားလေတဲ့